အားလုံးပဲမင်္ဂလာပါအပိုင်း1လူအများနဲ့ဆက်သွယ်ရတဲ့အခြေခံနည်းလမ်းကောင်းများပြီးတဲ့နောက်မှာအပိုင်း1မလာခင်ဤစာအုပ်မှာအကျိုးကျေးဇူးအများဆုံးရနိုင်ရန်ပေးရသောအကြံ9ချက်ဆိုတဲ့ကောင်းစဉ်တစ်ခုထည့်ပေးထားပါတယ်အဲ့ဒီအကြံ9ချက်ကဘာတွေလဲသိရအောင်မြန်ပဲလမ်းဖက်လိုက်ကြရအောင်ပါနံပါတ်1တင်ဒီဤစာအုပ်မှာအကျိုးကျေးဇူးတို့ကိုအများဆုံးရရှိသည်ဟုဆိုရင်အခြားသောဥပဒေသို့မဟုတ်စီကံတို့ထက်အစပေါင်းများစွာအရေးကြီး၍လက်မလွတ်နိုင်သောလိုလားတောင်းတအပ်သည့်အချက်ကြီးတစ်ခုရှိအကယ်၍တင်း၌လိုလားတောင်းတရမည့်အချက်ကြီးတစ်ချက်မရှိဘူးဆိုပါလျှင်ဤစာအုပ်ကိုစီးပူးရမည်ဟုသောဥပဒေပေါင်းရာထောင်ပေးတော်လဲအကျိုးထူးမည်မဟုတ်ပေတင်၌အကယ်၍ဒိုလိုလားတောင်းတအပ်သောအချက်ကြီးရှိပါလျှင်စာအုပ်တအုပ်မှအကျိုးကျေးဇူးတို့ကိုအများဆုံးရအောင်ဘယ်ပုံဘယ်နည်းပြုလုပ်ရမည်ဟုသောမိသည့်အကြံပေးချက်တို့ကိုများမဖတ်ရဘဲနှင့်အံ့ဩဖွယ်ကောင်းသောကိစ္စများကိုတင်ဒီဆောင်ရွက်နိုင်လိမ့်မည်ထို့သို့မြက်လက်တဲ့ဖွယ်ထူးဆန်းအောင်ဖွယ်ကောင်းသောလိုလားတောင်းတအပ်သည့်အချက်ကြီးသည့်အဘယ်နည်းထိုအချက်သည်လူများနှင့်ဆက်ဆံရာ၌အသုံးပြုရန်အရေးချင်းကိုတိုးပွားအောင်လုပ်မည်ဟုသောခိုင်မြဲသည့်တန်ဋိဌာန်ဖြင့်တတ်တိပွန်းတိလိုသည်မဆုံးမနစ်သောဆန္ဒပင်ဖြစ်သည်ထိုကဲ့သို့သောဆန္ဒကိုပုံမူ၍ကြီးမားလာအောင်တင်သည်မိကဲ့သို့လုပ်မည်နည်းဤနည်းလမ်းများသည်မိမြအရေးကြီးသည်ကိုတင့်ကိုတင်အစဉ်ထာဝရသတိပေးခြင်းဖြင့်ပြုလုပ်နိုင်သည်မိတ်ဆွေဖြင့်ပေါင်းတင်ဆက်ဆံရန်၌၎င်းငွေရေးကြေးရေးဆက်ဆံရန်၌၎င်းဤနည်းလမ်းများကိုနိုင်နှင်းစွာအသုံးချနိုင်ခြင်းတွင်တင့်အားမိတို့သောဆုလက်တပ်ပကများပေးမိကိုထင်ရှားပေါ်လွင်လာအောင်တွေးခေါ်ပါကျွန်တို့၏ကြော်ကြားမှုကျွန်တို့၏ချမ်းသာမှုကျွန်တို့၏ဝင်ငွေရမှုတို့သည်လူတို့နှင့်ဆက်သွယ်ရန်၌အသုံးချရမည်ဖြစ်သောကျွန်တို့၏အရေးချင်းပေါ်တွင်များစွာမိခိုလျက်ရှိသည်ဟူ၍တင့်ကိုတင်မကြာခဏပြောပြပါနံပါတ်1အနှဲငယ်အခြေခံရထားနေရန်အခန်းအသီးသီးကိုပထမအကြိမ်တွင်လင်းမြန်စွာဖတ်လိုက်ပါတခန်းကိုဖတ်ပြီးရင်နောက်တခန်းသို့ဆက်တိုက်ဖိုက်လိုသောစန္ဒများပေါ်ပေါက်လာလိမ့်မည်အကယ်၍ဤစာအုပ်ကိုအပြင်းပြေသဘောနှင့်မဖတ်ပါဟုဆိုရင်ဆက်တိုက်ဖတ်လိုသောစန္ဒ၏အလိုသို့မလိုက်ပါနဲ့ဤစာအုပ်ကိုဖတ်သည်မှာလူများနှင့်ဆက်ဆံရာ၌အသုံးပြုရမည်တင်း၏စွမ်းရည်ကိုတိုးပွားအောင်လုပ်ရန်အတွက်ဖြစ်သည်ဟုဆိုရင်ဖတ်ပြီးသားအခန်းတိုင်းကိုတေချာစစ်ဆော့စွာပြန်လေဖတ်အောင်လောရေရှည်တွင်ဤသို့ပြုလုပ်ခြင်းသည်အချင်းကုန်တက်တာရဲ့အကျိုးပိုရရှိပေမည်နံပါတ်3ဖတ်နေစဉ်တွင်ခိတ္တရနာပြီးလင်တင်ဒီဘာကိုဖတ်နေသည်ကိုသုံးသပ်ကြည့်ပါတင်ဖတ်နေသောနိလန်းများကိုဘလို့သုံးရမည်ဘယ်အခါမျိုး၌သုံးရမည်ကိုစာဖတ်ရင်တင့်ကိုတင်ပြန်၍မေးမြန်းပါယုံတငယ်ကိုခွေးသမင်လိုက်တဲ့ကဲ့သို့စက်တိုက်ဖတ်ခြင်းထက်အထက်ပါနည်းအတိုင်းဖတ်ခြင်းသည်တင့်ကိုပို၍အထောက်ပံ့ပေးမည်ဖြစ်၏နံပါတ်4ဖတ်သည့်အခါခဲတံအနီသို့မဟုတ်ခဲတံသို့မဟုတ်ဖောင်တိန်တစ်ချောင်းကိုလက်ထဲတွင်စောင်းထား၍တင့်အတွက်အသုံးပြုရန်ကောင်းမည့်နည်းတစ်ခုဟူ၍တင်အထင်ရောက်သောနည်းကိုတွေးသောအခါထိုစာသား၏ဘေးကမြင်သားလိုက်ပါအကယ်၍ထိုနည်းသည်အရေးကြီးသောနည်းဖြစ်ခဲ့ပါလျှင်စာကြောင်းတိုင်းအောက်မှမြင်သားထားပါသို့မဟုတ်ထိုနည်း၏ဘေးမှကြက်ရှိကပ်၄ခုဤကဲ့သို့မှတ်သားထားပါဤသို့မှတ်ခြင်းနှင့်မြင်သားခြင်းသည်စာအုပ်၌ပို၍စိတ်ဝင်စားစေမယ့်အပြင်စာအုပ်ကိုလင်းလင်းမြန်မြန်ပြန်၍ဖတ်ရန်အတွက်ပိုမိုလွယ်ကူပေလိမ့်မည်နံပါတ်5အာမခံကုမ္ပဏီကြီးတစ်ခုတွင်15နှစ်တာမြတ်မန်နေဂျာအဖြစ်အလုပ်လုပ်ခဲ့ပူသောလူတစ်ယောက်ကိုကျွန်ုပ်သိသူသည်သူ့ကုမ္ပဏီ၏စာချုပ်များကိုလတိုင်းဖတ်၏ဟုတ်ကဲ့ထိုစာအုပ်များကိုလမစုံနှစ်မစုံထပ်တလေလေဖတ်လေရှိအဘဲကြောင့်ဤသို့ဖတ်ရသည်။အကြောင်းမူကားဤနည်းသည်စာချုပ်ထဲတွင်ပါဝင်သောဝန်ခံချက်များကိုစိတ်ထဲတွင်ပြက်ပြက်တသားပေါ်ပေါက်စေရန်အတွက်ကောင်းသောနည်းဖြစ်သောကြောင့်ဒီတခါတော့ကကျွန်ုပ်သည်ဒူသောစကားပြောနည်းအကြောင်းကိုစာအုပ်တအုပ်ရေးရာနှစ်မြကြာလေသည်ထိုအတော့အတွင်းကျွန်ုပ်ရေးခဲ့ပြီးသမျှတို့ကိုမမိစေရန်မကြာခဏပြန်၍ဖတ်ရလေသည်ကျွန်ုပ်တို့၏အမိမြင်ခြင်းသည်အော်ရတော့ပေစွာထို့ကြောင့်ဤစာအုပ်မှာခိုင်မြဲသောအကျိုးစစ်ကိုရရန်အလိုရှိပါလျင်အပေါ်ရန်အပယိကတခါလျှောက်ဖတ်သွားရုံနှင့်လုံလောက်ပြီဟု၍မမတ်လီနှင့်စာကိုစစ်ဆက်ဖတ်သည့်နောက်အချိန်အနည်းငယ်ယူကာလစဉ်ပြန်ဖတ်ပါတင့်စပွဲခုံပေါ်တွင်တင်းရှိတက်တဲ့၌နေ့စဉ်ထိုစာအုပ်ကိုထားကာမကြာခဏယူ၍ဖတ်ပါမိမိနောင်ရည်အတွက်တိုးတက်ကောင်းမွန်လာနိုင်ရန်အဖို့တန်သည့်အခွင့်အလမ်းကောင်းများစွာရှိသေးကြောင်းကိုအစဉ်အမြဲသတိရပါဤစာအုပ်ပါနည်းများကိုလုံလထုတ်မနေရဘဲနှင့်အသုံးပြုနိုင်သောကိုယ်ပိုင်နည်းများဖြစ်အောင်လုပ်နိုင်ရန်မှာထိုနည်းများကိုမကြာခဏစစ်ဆေးပြီးလျှင်မကြာခဏအသုံးပြုပေးခြင်းဖြစ်၏ထို့ထက်ကောင်းသောအခြားနည်းများမရှိတော့ပေနံပါတ်6ဘာနက်ရှော့ကတင်းဒီလူတစ်ယောက်ကိုဘလို့တင်း
ထိုအတင်ခံရသူသည်ဘာကိုမျှတတ်မည်မဟုတ်ဟုတခါတုန်းကပြောဖို့၏ရှောသည်မန်း၏တက်ကျင်တွင်ကိုယ်တိုင်လှုပ်ရ၏သူများလှုပ်ပေး၍မရကျွန်တော်တို့သည်ကိုယ်တိုင်စူးစမ်းခြင်းအဖြစ်တက်လာကြသည်ထို့ကြောင့်ဤစာအုပ်ထဲတွင်တင်ကိုယ်တိုင်ဖတ်လျက်ရှိသောနီးတို့ကိုနိုင်နှင်းစွာအသုံးပြုလိုပါလျင်ဤနီးများအတွက်တစုံတစ်ခုလှုပ်ပေးပါအခွင့်အခါရတိုင်းဤနီးကိုအသုံးပြုပါအသုံးမပြုလျင်ဤနီးတို့ကိုမကြာမီတင်သည်မေ့သွားလိမ့်မည်အသုံးပြုသောဘုရုဒတာလျင်တင့်စိတ်နှင့်ဆွဲနေလိမ့်မည်ဤနီးများကိုအခါမရွေးအသုံးပြုရန်ခက်ခဲမိအကြောင်းကိုတင်တွေ့ကောင်းတွေ့ပြီလိမ့်မည်ဤစာအုပ်ကိုကျွန်ုပ်ကိုယ်တိုင်ရေးသောကြောင့်ဤနီးများကိုကျွန်ုပ်သည်သို့တော်လည်းကျွန်ုပ်တိုက်တွန်းသောနီးများအတိုင်းအကုန်အစင်လိုက်နာအသုံးပြုရန်ခက်ခဲကြောင်းကိုကျွန်ုပ်ကိုယ်တိုင်မကြာခဏတွေ့ရ၏ဥဒါဟရုံတင်သည်မကြည်မနှက်ဖြစ်သောအခါတစ်ဖက်သား၏အယူအဆကိုနားလည်အောင်ကြိုးစားခြင်းတဲ့ထိုသူအားကဲ့ရဲ့ခြင်းအပြစ်တင်ခြင်းပြုလုပ်ရန်ပို၍လွယ်ကူ၏ရှင်းမွန်းခြင်းတဲ့အပြစ်ချခြင်းကိုပြုလုပ်ရန်ပို၍လွယ်ကူ၏တစ်ဖက်သားအလိုရှိသည့်အရာကိုပြောခြင်းတဲ့မိမိအလိုရှိသည့်အရာကိုပြောရန်ဓမ္မတာအတိုင်းပို၍လွယ်ကူ၏ကြံသဘောများမှာဤနည်းအတိုင်းပင်သည်ထို့ကြောင့်ဤစာအုပ်ကိုဖတ်နေစဉ်တင်သည်ဘုဒ္ဓရှာမင်းယုံအတွက်သာမဟုတ်မူပဲတင့်ဘဝကိုအတစ်လဲရန်ဖတ်သည်ဟုအမှတ်ပြုပါဟုတ်တယ်လေဘဝတစ်တစ်ခုထူထောင်ရန်တင်ကြိုးစားနေသည်မဟုတ်လားဤကဲ့သို့ထူထောင်ရန်အတွက်အချိန်ဇွဲနှင့်နေ့စဉ်အသုံးချဖို့လိုလေသည်ထို့ကြောင့်ဤနည်းများကိုမကြာခဏပြန်၍ကြည့်ပါဤစာအုပ်ကိုလူများနှင့်ဆက်သွယ်ရာနှင့်အသုံးပြုရမည့်လက်ဆွဲစာအုပ်တအုပ်အဖြစ်အမှတ်ပြုပါတင်သည်စိတ်တူတက်သောဝယ်သူကိုကျေနပ်အောင်ဆောင်ရွက်ပေးရန်တော်၎င်းတင့်မိမကိုတင့်အလိုတို့ပါအောင်ဆွဲဆောင်ရန်တော်၎င်းတင့်ကလေးကိုထိမ့်သိမ်းရန်တော်၎င်းပြဿနာအမျိုးမျိုးနှင့်ရင်ဆိုင်တိုးရသည်ရှိသောတင်လုံးနေကြစိတ်နှောက်ကိုပါမလုံးမိရန်ဖြည်းနေပါစေဤသို့စိတ်နှောက်ကိုပါပြုလုပ်ခြင်းသည်ညာသောအဖြစ်မားတတ်သည်ဤသို့လုံးမဲ့အစားဤစာအုပ်ကိုလန်လော၍တင်မှတ်ထားသောနည်းများကိုပြန်ဖတ်ပါထို့နောက်ထိုနည်းသည့်များကိုစမ်းသပ်ကာထိုနည်းများ၏မျက်လက်ကဲ့သို့ထူးဆန်းစွာအောင်မြင်နိုင်ပုံကိုစောင့်ကြည့်ပါလော့နံပါတ်9ဤနည်းများထက်မှတင်လိုက်နာရမည့်နည်းတနည်းကိုတင်ဒီမနာယူပဲဖောက်လွယ်ဖောက်ပြန်ပြုကျင့်သည်ကိုဖမ်းမိတိုင်းတင်မိမကိုဖြစ်စေတားကိုဖြစ်စေသို့မဟုတ်အလုံးလုံးဖက်တူဦးကိုဖြစ်စေဒေါ်လာတစ်ပြားပေးပါဤနည်းများကိုကောင်းစွာနိုင်နှင်းသောဘဝသို့ရောက်ရန်ဤစနစ်ကိုလှုပ်ထားပါနံပါတ်10 Wall Street အရက်ရှိနာမည်ကြီးဘန်တိုက်တတိုက်၏ဥက္ကဋ္ဌတဦးသည်ကျွန်ုပ်၏အတန်းထက်တွင်သူ၏အဖြစ်အပျက်ကိုပြန်၍ပြောရ၌သူ၏အရေးချင်းတိုးတက်လာအောင်သူကိုယ်တိုင်ကျင့်သောအလွန်ကောင်းမွန်သည့်နည်းတစ်ခုကိုထုတ်ဖော်ပြောပြသွားလေသည်သူသည်ကောင်းစွာကြောင်းမနေခဲ့ရဘူးပေတို့ရာတွင်ယခုအခါတွင်သူသည်အမေရိကန်ပြည်၏အရေးပါအရာရောက်ဆုံးသောငွေရင်းသည်ကြီးတဦးတစ်ယောက်ဖြစ်လေသည်သူ၏အောင်မြင်ခြင်းသည်သူကိုယ်တိုင်ထွင်သောစနစ်ကိုအစဉ်အမြဲအသုံးပြုခြင်းဖြစ်သည်ဟုသူကဝန်ခံ၏သူ၏စနစ်ကိုသူပြောသည်များကျွန်တော်မှတ်မိသည့်အတိုင်းအောက်တွင်ဖော်ပြလိုက်ပါ၏ကျွန်ုပ်နှင့်ချိန်ထားသောနေ့စဉ်ချိန်ပွဲများ၏စည်ရင်းများကိုရေးမှတ်သည့်စာအုပ်တအုပ်ကိုနှစ်ပေါင်းများစွာကပင်ကျွန်ုပ်ဆောင်ခဲ့လေသည်စနေနေ့ညတိုင်းတွင်ကျွန်ုပ်၏မိသားစုတစုသည်ကျွန်ုပ်အတွက်မိသည့်ဆောင်ရွက်ဖွယ်ကိုမျှမထားကြအဘဲကြောင့်ဆိုသောစနေနေ့ညတိုင်းတွင်အချိန်အနည်းငယ်ယူလက်ကျွန်ုပ်သည်မိမိကိုယ်ကိုစမ်းစစ်ခြင်းလုပ်ခဲ့သည်များကိစ္စများကိုပြန်လည်စစ်ဆေးခြင်းနှင့်အကောင်းအဆိုးကိုဝေဖန်ကာတန်ဖိုးဖြတ်ခြင်းများကိုပြုလုပ်ကြောင်းကိုအိမ်သားများတည်သောကြောင်းပင်ဖြစ်သည်စနေနေ့ညတွင်ညစာထမင်းစားပြီးသောအခါကျွန်ုပ်တူးတဲနေလက်ကျွန်ုပ်၏ချိန်ပွဲအမတ်အသားစာအုပ်ကိုဖွင့်၍တနင်္ဂနွေတပတ်အတွင်းမျက်နှာချင်းဆိုင်ပြောဆိုခဲ့ပုံဆွေးနွေးခဲ့ပုံတွေးဆုံခဲ့ပုံများကိုပြန်လည်တွေးတော၏ထို့နောက်ကျွန်ုပ်မေးလေသည်ငါဟာထိုအချိန်မှာဘလို့အမားမျိုးလုံးမိပါလိမ့်မန္နာတွင်ဘာများလုံးမိပါလိမ့်တစ်ထက်ကောင်းအောင်ဘလို့များလုံးနိုင်သေးသလဲဒီအတွေ့အကြုံများထဲမှဘာသင်ခန်းစာများရယူနိုင်ပါမလဲဤကဲ့သို့တနင်္ဂနွေအပတ်စဉ်ပြန်လည်စစ်ဆေးရသောအလုပ်သည်ကျွန်ုပ်အားများစွာစိတ်မချမ်းမြေ့ဖွယ်ဖြစ်စေသည်ကျွန်ုပ်၏အမှားများကိုပြန်တွေ့ရသောအခါကျွန်ုပ်သည်များစွာအာသင့်မိ၏တို့ရာတွင်နှစ်ပေါင်းအတော်ကြာညောင်းလာသောအခါထိုအမှားများသည်တစနည်းသွားလေသည်ယခုအခါဤကဲ့သို့စစ်ဆေးပြီးတိုင်းတခါတရံကျွန်ုပ်ချီးမွမ်းခြင်းတလိုဖြစ်လာ၏တနစ်ပြီးတနစ်ဆက်ရကျင့်လာသည့်ဤကဲ့သို့သောကိုစမ်းစစ်ခြင်းကိုပညာပေးခြင်းဟူသောစနစ်သည်ကျွန်ုပ်လိုက်နာခဲ့မှုသောခြားစနစ်များထက်ကျွန်ုပ်အားပိုမို၍အကျိုးကျေးဇူးပြုခဲ့မှုလေသည်ထိုစနစ်သည်ကျွန်ုပ်၏ယတိပြတ်ဆုံးဖြတ်နိုင်သောတတ္တိကိုများစွာအကူအညီပေးနိုင်ခဲ့သည်လူများနှင့်ဆက်ဆံရာ၌ဤစနစ်၏ဂုဏ်ပုဒ်များကိုကုံစင်အောင်ကျွန်ုပ်သည်ဖော်မပြနိုင်ပေဤစာအုပ်တွင်ဆွေးနွေးထားသောနည်းတို့ကိုတင်အသုံးပြုရာ၌မိမြအောင်မြင်သည်မိမြချွတ်ချော်သည်ကိုစစ်ဆေးရန်အထက်ပါစနစ်ကိုအသုံးပြုရရင်မကောင်းပေဘူးလား
ထိုစနစ်အတိုင်းအသုံးပြုလင်အကျိုးနှစ်ခုရပေမည်ပထမအကျိုးမှာတင်သည်အဖိုးအနက်ကထိုက်၍ဉာဏ်ကစားသောပညာရေးစနစ်ကိုတင်ကိုယ်တိုင်လေ့လာလျက်ရှိကြောင်းကိုတွေ့မြင်ရပေမည်ဒုတိယအကျိုးမှာလူအများနှင့်တွဲဆောင်ဆက်ဆံနိုင်သည့်တင်းအရေးချင်းသည်ဗေဒာပင်ကဲ့သို့တိုးတက်ပြန့်ပွားလာသည်ကိုတွေ့မြင်ရပေမည်နံပါတ်9ဤနည်းများကိုသုံးရ၌တင်ကိုယ်တိုင်ရရှိခဲ့သောအောင်မြင်ချက်တို့ကိုမှတ်သားရန်ယခုစာအုပ်အဆုံးတွင်နေ့စဉ်မှတ်တမ်းတစ်ခုကိုတွေ့ရပေမည်ထိုမှတ်သားရာ၌အမည်ရက်စွဲနှင့်ရရှိသည့်အကျိုးကိုတေချာကြားနာစွာရေးသားပါဤကဲ့သို့မှတ်သားထားခြင်းသည်တင့်ကိုပို၍ကြီးကျယ်မြင့်မြတ်သောအလုံးများလောက်ရန်လှုံ့ဆော်ပေးလိမ့်မည်နောင်နှစ်ပေါင်းများစွာအတော်ကြာမြင့်၍အသက်အရွယ်ကြီးရင်သောအခါထိုမှတ်ချက်များကိုပြန်လည်ဖတ်ရှုလျင်မိမြပျော်စရာကောင်းမည်နီဤစာအုပ်မှာအကျိုးကျေးဇူးအများဆုံးရနိုင်သ၍ရရန်မှာအောက်ပါတို့ဖြစ်ပါသည်နံပါတ်1လူများနှင့်ဆက်ဆံနည်းများကိုနိုင်နှင်းစွာအသုံးချနိုင်သောမစုံမနစ်လေးနှစ်တည်ဆန္ဒကိုကြီးထွားလာအောင်လေ့ကျင့်ပေးပါနံပါတ်2ရှေ့သင်ခန်းစာကိုလမ်း၍မဖတ်မီတင်ဖတ်နေသောသင်ခန်းစာကိုနှစ်ကြိမ်တိုင်တိုင်ပြန်ဖတ်ပါတင်ဖတ်နေစဉ်ဤအတီးတီးကိုမိကဲ့သို့အသုံးပြုနိုင်မည်ကိုသင်ကိုယ်တင်အကြိမ်ကြိမ်မေးပါနံပါတ်4အရေးကြီးသောဤတိုင်းကိုမြင်သာထားပါနံပါတ်5ဤစာအုပ်ကိုတစ်လတစ်ကြိမ်ပြန်၍ဖတ်ပါနံပါတ်6ဤနည်းများကိုအခွင့်အခါရတိုင်းအသုံးပြုပါသင်၏နေ့စဉ်ပြဿနာများကိုဖြေရှင်းရာ၌အကူအညီရစေရန်ဤစာအုပ်ကိုလက်ဆွဲချမ်းအဖြစ်ဖြင့်အသုံးပြုပါနံပါတ်9ဤစာအုပ်ပါနည်းများကိုမနာယူဘဲတင်ဖောက်ဖြတ်တိုင်းဖမ်းမိသောမိတ်ဆွေများတို့ဖမ်းမိတိုင်းဒေါ်လာတစ်ပြားစီပေးမည်ဟု၍အလောင်းစားလုပ်ထားပါနံပါတ်10တင်းငွေတစ်ပတ်တိုင်းတင်သည်မိမြတိုးတက်ခဲ့သည်ကိုစစ်ဆေးပါမိသည့်အမားများကိုကျူးလွန်ခဲ့သည်မိမြတိုးတက်ခဲ့သည်နောင်ရေးအတွက်မိသည့်သင်ခန်းစာများကိုရရှိခဲ့သည်ဟုမိမိကိုယ်ကိုပြန်၍မေးပါဤစာအုပ်ပါနည်းများသည်မိသည့်အခါတွင်မိကဲ့သို့အသုံးပြုသည်ကိုဤစာအုပ်၏နောက်ကျောရှိနေ့စဉ်မှတ်တမ်းတွင်ရေးမှတ်ပါဤတွင်ပြီးပါခင်ဗျာ